အဲ့ဒါထည့်လာကျွန်တော် master can debate တွေဒီနေ့မှာတော့ day 43ပေါ့နော်Blazy project cap pad design ပေါ့နော်အဲ့ဒါကို SolidWorks တွေမှာဟို progress ကိုပြသွားပေးမှာဖြစ်ပါတယ်ဒီနေ့ကျွန်တော်ဒီ SolidWorks ကျွန်တော်ကဒီက pad B တို့ပေးထားတယ်ထင်တယ်ဟုတ်တယ် pad B ဟို base ပေါ့နော်ဒီကောင်ကကျွန်တော် SolidWorks တွေမှာဒီနေ့ဆွဲလိုက်တယ်ပေါ့နော်ဟိုဘာ error အခက်ခဲတွေတွေ့ရလဲဆိုတော့ day geometry ပေါ့နော်ဒီစဝိုင်းဟာကကျွန်တော် degree စောင်းထားရဆိုတော့ကျွန်တော်တို့ဒီ surface ကနေဟို extrude လုပ်တဲ့ချိန်ကြာလို့ရှိရင် geometry နဲ့တိုင်ပတ်သွားတယ်ပေါ့နော်အဲ့ဒါကျွန်တော်တို့အဖြေဘယ်လိုထုတ်လိုက်လဲထုတ်လို့ရသွားလဲဆိုတော့စနပဲထုတ်လိုက်တာပေါ့နော်ထုတ်လို့ရသွားတာဒီ plane ဟိုပါပေါ့နော်ဒီ sketch ကိုသွားမယ်ဆိုရင်ဒီလိုဖြစ်နေမှာဒီမှာအဲ့ဒါကျွန်တော်ဒီမှာ plane ခေါ်ပြီးတော့ဆွဲလိုက်ရတယ်ပေါ့နော်ဒါပေမဲ့အသားပိုသွားတယ်အသားပိုသွားတဲ့ဟာကိုကျွန်တော်ဒီမှာ delete face နဲ့ဖြတ်ထားတယ်ဒီမှာ delete face နဲ့ပေါ့နော် delete face နဲ့ဖြတ်ထားလို့ဒီလိုမျိုးကျွန်တော်လိုချင်တဲ့ဟို feature ရပါတယ်ပေါ့ကျွန်တော်ပြောရင်းနဲ့ feature ရပါတယ်ကျွန်တော်ပြောရတဲ့အတိုင်းပဲဒီမှာကျွန်တော် Oreo အဲ့ဒါထည့်လာဟို speaker ထဲပေါ့နော်အဲ့ဒါထည့်ထားတယ်ပြီးတော့ဒီမှာကျွန်တော်တို့ boss တွေထည့်ထားတယ် mountain boss တွေရှိမယ်အပီးကြီးတော့မဟုတ်သေးဘူးကျွန်တော်ဒီမှာ concern ဖြစ်တာတခုကတော့ပေါ့နော်ကျွန်တော် gadget တွေကရန်စိတ်နေလို့ခံစားရတယ်ကျွန်တော် rules တိုင်းပဲသွားတာပဲဒါပေမဲ့ဒီမှာစိတ်နေတယ်ပေါ့နော်အဲ့လိုမျိုးရှိတယ် mountain boss တွေက okay နေပေါ့ကျွန်တော်ဒီမှာက rubber feet ထည့်ပြီးတော့ဒီမှာစကူခက်ဒီမှာဝင်မှာပေါ့နော်အဲ့လိုမျိုးလုပ်ထားတယ်ပေါ့နော်အဲ့ဒါမပြီးသေးဘူးပြီးတော့ဟို ID မှာကြတော့ကျွန်တော်တို့ကဒီ failure လုပ်ထားတာဗျာဒီတော့ကျွန်တော် chamfer နဲ့ပို့ပြီးလှသွားတာအဲ့လိုမျိုးတွေ့ရတယ်ဆိုတော့ chamfer ခဏချိုးတာပေါ့နော်ကျွန်တော် SC site ကဒီလောက်ရှိမှာပေါ့နော် SC site ကျွန်တော်ဒီမှာ chamfer ချိုးထားတယ်1 hour ဝါပြီဆိုတော့ကျွန်တော် B A လောက်ရတာပိုလွယ်သွားတယ်ပေါ့နော်ဆိုတော့ B A ကိုနောက်မှလုပ်တယ်ဒါပေမဲ့ဒီ mountain boss တို့ grid တို့ကအစင်သင့်မဖြစ်သေးဘူးဟိုပြန်ပြုပြင်အောင်မှရှိအောင်မယ်ဒီမှာတော့နည်းနည်းဟိုဖြစ်သွားတယ်ပေါ့နော် error လေးတွေရှိတယ်ဒါပေမဲ့ဟိုပြန်လေဖြည့်ရှင်းနိုင်သွားတယ်ပေါ့နော်အဲ့ဒါ experience ပဲပြောရမယ်ဆိုရင်သင်ဟိုလုပ်နေနေသင်ပေါ့နော်အဲ့လိုမျိုးသင်ယူလိုက်တာပဲသိရမလားအခုကဒီမှာ assembly file ပေါ့နော်ဒါကြတော့header line view ကို show လိုက်မယ်ဆိုရင်ကျွန်တော် certify ဖြစ်ဖို့ကောင်းတယ်ပေါ့ဒီမှာကြည့်မပြီးသေးဘူးပေါ့နော်ဒီဟာကမပြီးသေးဘူးကျွန်တော်ပြီးတော့ဒီဟာကိုပေါင်းပြီးတော့ကျွန်တော်ဘယ်လောက် slow တော့ရမလဲဆိုတာပြန်ပြီးစဉ်းစားအောင်ပေါ့နော်အဲ့လိုမျိုးရှိတယ်ဒါနည်းနည်းရှည်မယ်လို့ခံမှန်းမိရပေါ့နော်20ဆိုတော့ရှည်မယ်ပေါ့နော်rate တွေရှိမယ်ဒီဘက်မှာ rate တွေရှိမယ်ကျွန်တော် drag and gear ကျတော့ပြီးမှပဲဆုံးဖြတ်တော့မှာပေါ့နော်ဒီနေ့တော်တော်ကြီးနည်းနည်း progress ဖြစ်တယ်ပေါ့နော်ပြောရမယ်ဆိုအားရတယ်ပေါ့ဒီနေ့အတွက်ဒီနေ့ share တင်တာတော့ဒီလောက်ပါပဲဒီနေ့တော့ဒီလောက်နဲ့ပဲ break ကြတာပေါ့